လို့ပြောအခုမျက်နှာတက်တက်ကိုညှိထိုးပေးလိုက်တယ်ဟောgrade 3ကွာမပေးတယ်နော်မရှင်ပဲရှက်လိုက်တာဒီစိတ်လည်းရိုင်းပါပါလှလားရမ်းလာပဲသိတယ်ရမ်းလာမှန်းသိတယ်ဒါမဲ့ရတိကလက်ချက်လေးရွက်တိုင်နေဒါရင်ရှင်းဒီလိုတွေဝတ်တာရမ်းရှားတယ်အဲ့လိုဝတ်တဲ့နေ့မှာပဲရတိကလာအေးပြတယ်မပေးနိုင်အောင်လေခဏနေအောင်အထဲဝင်ကြည့်အောင်မသိဘာရှိမှန်းတော့မသိသေးဘူးရင်ရှင်းခုကတာပြည်သူရင်မြင်မှာပေါ့နော်အာကာသဆိုင်ရာပကြီးကတွန့်ပြီးရင်ပိုစတာပြိုင်ပွဲရှိရပေါ့နော်ပြီးတော့ဒီနေ့ကမူလာတန်းလေးပြိုင်မှာဆိုတော့ဒါလူကြီးသူကောင်းလေးတွေအများကြီးတွေ့ဖို့အတွက်ရောက်လာတာပါအဲ့တော့သွားကြပါမယ်အခုလို့ဆိုတော့နည်းနည်းပတ်ကြည့်လိုက်အောင်မယ်ဒီမှာအဲ့ကြည့်ရဟုတ်လားဘယ်မှာကြည့်ရအပြင်မှာလေအော် YouTube မှာကြည့်ရဟုတ်လားလာโอเคဟုတ်ဘူးဒီနေ့ရာသီဥတုကတမျိုးနောက်နေရသေးလားခုနအေးရလို့ပြောအခုမျက်နှာတက်တက်ကိုညှိထိုးပေးလိုက်တယ်အခုဒီမှာကလေအဆောင်6ဆောင်ရှိရကွာအဆောင်တိုင်းမှာအဲ့လိုပကြီးပြိုင်နေသူရှိတယ်ကာတွန်းပြိုင်နေသူတွေရှိတယ်ပိုစတာပြိုင်နေကလေးတွေရှိရပေါ့နော်အဆောင်နာမည်တွေကိုလည်းအဲ့လိုသူကဂျိုးနာမည်တွေပေးရတာမာဂျူရီတို့ယူရေနက်တို့ဘာညာကွကွအဲ့လိုပေးတာဒါကြောင့်ဒါအာကာသနဲ့ပတ်သက်တဲ့ဟာလေးတွေပြတာရှင်းနေနေဝင်ဆက်စုကြည့်မယ်တော့မယ်နားလည်းမလဲဘူးလေပဲမြခြင်းမမအောက်က6လောက်မခါချော်လဲနေဒါရပါရှိရိုက်ကြမနော်ကျေးဇူးပါချောင်းနေမူလိုက်တာပါမြင်အောင်လက်ကပါအောင်လားဘယ်လိုဆိုရင်သမီးလက်ပဲသမီးမြင်ရတော့ချတဲ့လက်ကြည့်လို့ရတယ်သူပစ္စည်းလိုက်စုတော့ချတဲ့လက်ကြနော်ဖလက်ကြီးငါလက်ကပါရဲ့ဂျောင်းနဲ့ကြီးရရောက်နေရသွားပြီဝေးသွားပြီဟဲ့လေဘာမှမရှိတော့ဘူးဒီလိုလားဟုတ်တယ်အခုဖွင့်လိုက်မဲသွားပြီတယောက်အမဒီမျက်နှာမမချောတယ်နော်အမေကျေးဇူးလည်းရရှင်အဲ့ဒါမျိုးကြားချင်တာမမချောတယ်နော်ငွာမဘာလို့လဲတော်တော်ရိုက်ပြကလည်းမကြောက်နဲ့ကြိုင်မဝိုင်းကြဟိုမှာလည်းရေးလိုက်တော့မှလည်းရေးလိုက်နေဟိုခြေသလုံးမွေးတော့တာပဲဘာလို့မဘယ်မှာလဲပါမမနေပါလေဘာလို့ရှောင်းလို့နေပါလဲမသိဘူးဆောက်ရဆွဲတော့ပါတယ်နော် grade shot ပြရမလား grade shot ပြရမလား okay သူကတန်းမဟုတ်ကြောင်းမလာလို့ပါ grade 3ကွာဟာsis ငါရင်ချက်ဖို့ကောင်းနေပြီနော်ကိုယ်မစောတော့ရှေ့ပြပိုးစေဟောလေခုနကတော့တင်ညာတော့ခိုင်းတာလေရိုးရိုးလေးအချက်ခွက်လေးကွဲပါတယ်လို့လူရမ်းများလို့အာယုံထွေပြားသွားတာပါမတော်ပါသေးရဲ့မနေ့ရုံးကန်ပြီးတော့ဟိုကရလာနောက်လည်းမလာတော့လာလည်းမနောက်တော့လှနေရမယ်လေဟုတ်တယ်ဒီနေ့ကလည်းကွဲထွက်အောင်ခလေးတွေကိုအလှလာပြ U1 ဆိုတဲ့ဒီ local brand လေးအဲ့ကနေပြီးတော့မှားတာကွာသိလားစစ်ပဲလုံးဝကတိမစီတာမယ်ဆိုလို့ရှိရင်ဒီလိုမိုးဘူးကွာဘာဖြစ်လို့ကျွတ်ကြလို့လေကိုယ့်အကိုချက်ကက်ကလေးနဲ့ကိုတိုင်းလေးနဲ့ချုပ်ထားသလိုလေးဖြစ်နေတာအဲ့ဒါကိုရမ်းသဘောကျဒိတ်သွားရင်လည်းဝတ်လို့ကောင်းတယ်ပွဲတက်ရင်လည်းဝတ်လို့ကောင်းတယ်ပို့ပါလေးသွားလို့ရှိရင်လည်းဝတ်လို့ကောင်းတယ်ပေါ့နော်အဲ့တော့ပြီးတော့ဒါက limited edition ဆိုတော့အထက်50ပဲထုတ်တာဆိုတော့မှာကျင်တယ်ဆိုလို့ရှိရင်တော့မြန်လေးသွားပြီးတော့မှာလိုက်တော့နော်ကဲတော့ကလည်းကျွန်တော်ပြောနေတော့ပေါ့နော်ဟုတ်ပါတယ်
ကဲ mission နဲ့ရှင် mission မလုံးချင်တော့ဘူးပြင်းသွားတယ်ဒီနေ့ mission ကမိနစ်30အတွင်းရင်ရှင်းကိုတည့်ရခလေး10ယောက်နဲ့အတူတဲ့အုပ်စုလိုက်တဲ့ပုံရရမယ်ဘယ်လိုမျိုးလဲ10ယောက်နဲ့အတူတဲ့အုပ်စုဆို10ယောက်ပြင်းရမှာအဲ့အုပ်စုမှာ မလို့လိုက်စုပါမယ်ညီမလေးဒီမှာစမောင်လေးဒီမှာစပုတ်ကလေးဒီမှာစအဲ့လိုဆွဲရမယ် ဆယ်လီပဲဟာ ငါမပါဘူးဒီကောင်မလေးငါမပါဘူး ဒီနေ့ဘာချမ်းတဲ့နေလဲဟာဒီနေ့ကလေးရနဲ့အုပ်လိုက်တဲ့ပုံရိုက်မှာအေးအမှန်တမ်းပြောမှဆိုရှင်မရှင်ရကြမနက်9နာရီလောက်ကလေးကစပြီးတော့ runner ရတာဆိုတော့ကွာသိလားတော်တော်ပြင်းနေပြီသူကပြန်ညင်နေပြီရုံပြန်ညင်နေနားကျင်နေပြီဒါပေမဲ့အခုကတော့ဒါကလေးတွေမပြီးသေးဘူး17ဆိုသူတို့ကပြီးမှာ10မိနစ်ပဲကျန်တော့တယ်အဲ့တော့ကလေးတွေကို mission လုပ်ဖို့အတွက်စောင့်နေရပါ17 20ကျရင်ပြီးမယ်ဘာလို့လာမလဲစောင့်နေရတာလေတူကြောင်ရုံလေးလို့ခေါ်ပဲလာပါလက်ဖို့လာရိုက်ပါဟာမပေးတယ်နော် mission လေးရှက်လိုက်တာဟုတ်မှာလာဟေးသွားပြီမိမိခဏလေးစောင့်ပေးပါလားမမ9ယောက်10ယောက်လောက်အောက်လိုက်ဓာတ်ပုံဆယ်ပီလေးတစ်ပုံလောက်ရိုက်ချင်လို့ကျေးဇူးတင်ပါရှင်းရတာပေါ့ရိုက်မယ်9ယောက်တော့ရပြီနောက်ထပ်လာစားတာဟောကလေးရပြန်ခဏလောက်စောင့်ပေးလို့ရလာရင်မမ mission လေးတစ်ခုလုပ်နေလို့တသားတော့ကလေးလေးတွေ10ယောက်နဲ့မမဆယ်ပီလေးတစ်ပုံလောက်ရိုက်ချင်လို့စောင့်ပေးမလားနော်အားပေးနေရကြကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟဲ့ပါရိုက်ကဲဆိုလို့ရင်ဓာတ်ပုံလေးတစ်ပုံလောက်စုပြီးတော့ selfie မဆွဲလိုက်မယ်နော်။ယာ1 2 3 4မသိတော့ဘူးမကြီး။ဆရာမတော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဟာမပေးတာပါရောင်ရပေးစုနဲ့ပြပါစေဘာလို့ပြောနေလဲမသိဘူးတတာအဲ့အချင်းကတော့မရှိနိုင်တာကြပြီလေ17 22ဆိုတာနိုင်တာတော်တော်ကြာနေပြီဒီတိုင်းမှာဟိုမှာကလေးကြားရရောက်သွားလို့ကဲအဲ့တော့ဒီနေ့ကတော့ဒါရင်ရှင်းဒီပြည်သူ့မြင်လာပြီးတော့ကလေးလေးနဲ့တွေ့ပြီးတော့10ယောက်အုပ်စုဓာတ်ပုံရိုက်သွားတာပါဒါအစရင်ရှင်းကလေကိုယ့်ကို confidence မရှိဘူးရမယ်လို့လည်းမထင်ဘူးပေါ့နော်ဒါပေမဲ့ဖြစ်ချင်တော့အများကြီးပဲဖြစ်သွားပါတယ်ကလေးတွေကဒီအများကြီးပဲ17ယောက်လောက်ရှိရနော်ဓာတ်ပုံထဲမှာကျေးဇူးအများကြီးတင်ပါတယ်လို့ပြောပါတယ်လို့အမှန်တမ်းပြောမှဆိုရင်ရှင်းကကွာဝါလုံးတောင်မှဝိုင်းအောင်မဆွဲတတ်ဘူးကွာသိလားအဲ့တော့ကလေးတွေကပကြီးလာဆွဲချင်မှာဟဲ့တော်လိုက်တာဆိုရင်အတွင်းမျိုးဖြစ်တယ်ပြီးတော့အဲ့လိုမျိုးပုံစံမျိုးဆွဲတတ်ဖို့တော့သူတို့ခေါင်းထဲကထွက်လာပါလားငါငငယ်တုန်းကအဲ့လိုခေါင်းထဲကနေထွက်လာပါလားဆိုပြီးတော့ကိုယ့်ကိုအလေးတလေးညံ့လိုက်တာဆိုဟဲ့ဒီနေ့အချက်တွေကြွရတယ်ပြောနေပါတယ်တင်ချာရတဲ့ညံ့တယ်အကုန်လုံးညံ့တာဒီနေ့အချက်တွေကြွရတော့ကျမကိုခေါ်ပြီးတော့ဘယ်ပြလိုက်ပါရွှီဒီနေ့ရှင်းလောက်သွားတဲ့ challenge တွေကိုသဘောကျရဆိုလို့ရှိရင်လည်း like and follow လေးလည်းလုပ်ပေးပါအောင်ပြီးတော့နောက်ထပ်တစ်ခုကဒီနေ့ကြိုးပြီးတော့တောင်းပန်တာပါတော့တချို့ကလေးလေးတွေကိုမြင်သူတို့ညလုံးချင်းစုံရဲ့သားနဲ့မကြီးပြဘူးလို့ထင်လို့ရှိရင်တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့မျက်ကမှန်လည်းမပါဘူးမျက်မှန်လည်းမပါဘူးဘာမှမမြင်ရလို့ပါလို့အဲ့တော့ကြိုးပြီးတော့တောင်းပန်တာခြေတာမဟုတ်ပါဘူးလို့အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအဲ့တော့နောက်ပတ်ဒီမှာပြန်တွေ့ပါမယ်တက်တာပါ